Bahudu wada tandidu anapadidu etidu anapadadu etidu pradara adi veda idipisa nutabadi now so chekara yaujari udika tabi the pure sagata kupa no loga mare amudmi inamshi amudmi myashira vere ero inamshi amudmi neဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့တူတွေပရဒါရပေါ့နော်အဲ့ဒါလို့ဖောက်ပြန်လို့ရှိရင်လည်းပဲသူကနောက်ရပူပန်ရတတ်တယ်ကိုချင်းတရားပြက်ပြတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြတတ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာနော်သူတော်မမပြစ်မှားနဲ့လို့ဆိုလို့တယ်ပေါ့သူတော်ဘာမရမပြင်းမာနဲ့သူများဥစ္စာကိုလိန်ညာမယူနဲ့သူတော်ဘာအသက်ကိုတပ်ဖြတ်ရက်စက်တာတွေမလုံးနဲ့သူတော်ဘာမရမပြင်းမာနဲ့ဆိုဒီပါဏာတိပါဒအာရိဏဒါနာကာမိတုမိစ္ဆာစာရပဲဒီသုံးခုကိုထည့်ပြီးတော့ပြောတာနော်ပေါင်းလိုက်မယ်ဆိုရင်ဒီသုံးခုပဲအဲ့ဒီလိုနံပါတ်1ကဝိจิตနာကိုငယ်ရအောင်မရှာခဲ့တာရဲ့နံပါတ်2ကအတ္တပညာတအောင်မသင်ခဲ့တာရဲ့နံပါတ်3 4 5ကပါတော့ဆိုရင်ကိုချင်းတရားပြပြခဲ့တာတွေပါဏာတိပါဒအရိဏဒါနကာမိတုမိစ္ဆာစာရဆိုရကိုချင်းတရားပြပြခဲ့တာအဲ့ဒီကနေပြီးတော့ဒါတွေကမလုံးသင့်တာတွေကိုရှောင်နောက်တစ်ခါလုံးသင့်တာမလုံးတာလည်းရှိသေးတယ်ပဟုံမိဝတ္တတန္တမိအာနာပါဏိဥပတိတေကိုမှပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ်အဲ့လိုရှိရတဲ့နဲ့ဘသူကိုမှပေးကမ်းထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတော့ကမပေးခဲ့လို့နောင်ကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ငါဘသူမှလည်းမလူခဲ့ဘူးငါပေါ်တော့အခုကျတော့ငါတောင်စားစရာမရှိဘူးဆိုဖြစ်လာစိတ်တက်ပူပန်ရတယ်တဲ့တခါနောက်တစ်ခုကတော့ဘာလို့ဆိုမိဘနဲ့ပတ်သက်လာမာတရံပိတရံစာပိစိဏကံကတယောပနဘဟုတံတော့နဘောသိတံသဗ္ဗစ္ဆမနုဣတိပစ္ဆမနုတပတိအမေဖေတွေတက်ရွယ်ကြီးလာတဲ့အခါမှာငါထောက်ပံ့နိုင်ရတဲ့နဲ့ငါအမေဖေတွေမထောက်ပံ့ခဲ့ဘူးအမေလည်းတည်သွားပြီဖေလည်းတည်သွားပြီငါဘာမှမလုပ်ခဲ့နိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာသူကနောင်တပူပန်ရတတ်တယ်တဲ့အဲ့ဒါငါအမေဖေတွေအတွက်ဘာမှမလုပ်ခဲ့ရဘူးနောက်တစ်ခုကတော့အာစရိယမနုတ္တထာသဗ္ဗကာမရတံဟရပိတရံအတိမိညိတာအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမည်းကြီးခင်မမိပါဘူးကိုနေရကိုနေစမ်းမလို့အဖေပေါ်မှာတာတလာချီးပြီးတော့လုတ်ခဲ့တာတွေနဲ့ပတ်သက်ပြီးသူကနောင်တပူပန်ရတတ်တယ်မိဘစကားကိုအဲ့လိုမလုပ်ရဘူးလို့ဆိုလို့လေပေါ့နော်ဒါလည်းအဲ့တော့မိဘကိုယုံသိနေစားဖို့ဆိုပြီးဆုံးမတာအဲ့ဒါတွေပြီးတဲ့အခါကျတော့နောက်ဆုံးမတာတော့သမဏေပြမဏေစာပိသီလဝန္တိဘဟုတုတေနာပုပ္ပေနာပုပ္ပေပရိပါပရိယုပယိတံဣတိပိစ္ဆမနုတပတိအကျင့်ကောင်းတဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘုဒ္ဓရကြွယ်ဝတဲ့သမဏပြမဏတွေဟုတ်လားသမဏပြမဏဆိုတာဘာသာရေးပေါ့နော်ခုဆိုရင်တော့ယဟန္တာငါးတွေပေါ့ဒီလိုပြောလို့ရတာပေါ့အဲ့လိုယဟန္တာငါးတွေကိုချင်းကပ်ပြီးတော့မသိသေးတာတွေသိအောင်မသိသေးတာတွေသိအောင်သိတာတွေကိုပို့ပြီးတော့ရှင်းလင်းအောင်စိတ်ကပ်မေးမြန်းခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှိရင်လေနောင်တပူပန်ရတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာနော်နောင်တပူပန်ရတာပဲဒါလဲငါဒီရံပုံနာတွေရဲ့သမဏဗြဟ္မဏတွေကိုချင်းကပ်ပြီးတော့ဒီအသိပညာရှားရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့
စိတ်ပူပန်ရတတ်တယ်တဲ့နောက်ဆုံးတစ်ချက်ကပါတော့သာဓုဟောတိတပောစိန်နောတန်တောစာပြုပယတိတောနာသပုပ္ပိတပောစိန်နောဣတိပိစ္ဆာနုတပတိအသက်အရွယ်ငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တုန်းကသူစိုက်တရားဆိုကိုချင်းတရားတွေကိုချင့်ကြကြုတ်ကိုအထောဥပမာဥပုသ်ဆောင်ရမယ့်အချိန်စောင့်နေနော်ကောင်းတဲ့အလုပ်တွေဥပုသ်ဆောင်နေတရားထိုင်နေဒီလိုဟာမျိုးတွေလှုပ်လှုပ်ထိုက်တယ်ပေါ့နော်အဲ့ဒါဥပုသ်ဆောင်ခြင်းတရားထိုင်ခြင်းဆိုတဲ့ဒီလိုကိစ္စတွေဟာငါမလုပ်ခဲ့ဘူးတလားလေးတဲ့ဥပုသ်တခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတယ်ဒီကနေ့ကျတော့သူများတွေဥပုသ်ဆောင်တဲ့လူတွေတူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုပ်မိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့